hotel motel inn resort ဘာတွေကွာ ဟုတ်တယ် ဒီမှာတစ်ခုက hotel အခန်းတွေအများကြီးရှိတယ်အခန်းဝန်ဆောင်မှုတွေစားတောက်ဆိုင်တွေရေကူးကန်တွေဂျင်ဆော့ ဒီ လို့ရ ကြီး တဲ့ မှာ ဝန် ပါ ဆောင်မှုမျိုးဇိမ်ခံလို့ရတဲ့ဝန်ဆောင်မှုတွေပါပေးပါတယ်ဈေးနှုန်းကတော့မြင့်တယ်ဒါပေမဲ့တစ်ညနှစ်ညဒါမှမဟုတ်အကြာကြီးနေလို့လည်းရတယ် ပတ်စံပူပေးရတယ်မနက်စာပေးတယ်အဲ့လိုမျိုးပုံစံမျိုးနော် ဒီမြို့တွေနဲ့အချက်ချကြတဲ့နေရာတွေမှာရှိတယ် Okay. နောက်တစ်ခုက motel motel နဲ့ hotel ကို Hotel ဆက်ထားတဲ့စကားလုံးကားနဲ့ခရီးသွားတဲ့သူတွေရည်ရွယ်ပြီးတော့ဒီကားပါကင်ကိုကိုယ့်ရဲ့အခန်းနဲ့နီးနီးနားနားမှာရနိုင်တယ်အခန်းတိုင်းကိုအပြင်ကနေဓာတ်ရိုက်ဝင်လို့ရအောင်လုပ်ပေးထားတယ်အခြေခံဝန်ဆောင်မှုတွေလောက်ပဲပေးတာမလို့ဈေးသက်သာပါတယ်များသောအားဖြင့်တော့လမ်းမကြီးတွေဘေးမှာတွေ့ရတတ်ပါတယ် ဟာမင်းကဆရာကြီးပဲကွာ လို့အမြင့်ကြီးနေမရှိဘူးမော်တယ်တွေကြောနေနေလေးတွေဒီလိုတအိမ်စာလေးလေးအဲ့လောက်ပဲပေါ့နော် နောက်တစ်ခုက in ခရီးသွားတွေနားနေဖို့အတွက်အစားအသောက်နဲ့တဲခိုခန်းမှာပေးတဲ့နေရာကို in လို့ခေါ်ပါတယ်အခုခေတ်မှာတော့ဒီ B&B ဆိုတဲ့ bed and breakfast ဆိုတဲ့ပုံစံမျိုးနဲ့အခန်းနည်းနည်းပဲရှိပြီးတော့ အိမ်လိုမျိုး အိမ်လိုမျိုးနေလို့ရတဲ့ vibe မျိုးရအောင်ဒီစီစဉ်ပေးထားတာတွေရှိလာကြပါတယ်တက်တောင် တကယ်အိမ်လိုမျိုးဒီလိုရှုခင်းနေလည်းရှိတယ်အဲ့လိုမျိုး personal ကိစ္စနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုတွေလည်းပို့ပြီးတော့ရနိုင်တယ်နောက်တစ်ခုက resort အပန်းဖြေစခန်း resort အပန်းဖြေခရီးထွက်သူတွေအတွက်ရည်ရွယ်ပြီးတော့ဟိုတယ်တစ်ခုတက်ပိုကျဲတဲ့ area နဲ့ဝန်ဆောင်မှုတွေပေးတဲ့နေရာမျိုးဖြစ်ပါတယ်အား ဒါမျိုးကျတော့ဟိုဒီလိုတောင်ပေါ်ဘက်ခီးထွက်တဲ့ဟာတွေ ကစားကွင်း တန်းကြီးကားတွေအဲ့လိုမျိုး စားတောက်ဆိုင်တွေနဲ့အပန်းဖြေလှုပ်ရှားမှု อื တွေ ม လုပ်လို့ရတဲ့နေရာတွေအများကြီးရှိပါတယ် resort တွေကိုတော့ဒီပင်လယ်ကမ်းခြေနေရာတွေမှာဒါမှမဟုတ်တောင်ပေါ်လိုမျိုးသဘာဝအလှရှိတဲ့နေရာတွေမှာတွေ့ရတတ်ပါတယ် อืม နောက်တစ်ခုက ဟုတ်တယ် hostel ဈေးသက်သာတဲ့တဲခိုဆောင်ဈေးအသက်သာဆုံးတဲခိုကန်ပုံစံမျိုးဖြစ်ပါတယ်ခရီးသွားလူငယ်တွေအတွက်ရည်ရွယ်ပြီးတော့ဒီအခန်းတစ်ခန်းထဲမှာအိပ်ယာတွေအများကြီးရှိပြီးတော့ရေချိုးခန်းနဲ့အိမ်သာတွေကိုဒီအများဆုံးပုံစံနဲ့ share ပြီးတော့သုံးကြရပါတယ်တက္ကသိုလ်တွေမှာဆိုရင်လည်းဒီကျောင်းသားကျောင်းသူတွေငှားနေကြတဲ့အဆောင်တွေကိုလည်း hostel လို့ခေါ်လို့ရပါတယ် အဆောင်ငားနေရတဲ့ပုံစံမျိုး နောက်တစ်ခုက homestay ဒေသခံအိမ်ရှင်ရဲ့အိမ်မှာတဲခိုရတဲ့ပုံစံမျိုးဖြစ်ပါတယ်အိမ်ရှင်မိသားစုနဲ့အတူတူအိမ်ထဲကတခြားအခန်းတစ်ခုခုမှာဒါမှမဟုတ်သီးသန့်အိမ်မှာတဲခိုရတာဖြစ်ပါတယ်ဒေသရဲ့ယဉ်ကျေးမှုကိုပို့ပြီးတော့ဒီကက်ကလေးလာအိမ်ရှင်နဲ့အတူတူစားရတာမျိုးလည်းရှိတယ်ဒါမှမဟုတ်ကိုယ့်အစီအစဉ်နဲ့ကိုယ်စားရတာမျိုးလည်းရှိတယ်တခြားဟိုတယ်တွေဒီတဲခိုစရာနေရာတွေထက်ဈေးအများကြီးပိုသက်သာတယ်ဒါပေမဲ့အိမ်ရှင်နဲ့အတူတူနေရတာဖြစ်တဲ့အတွက်အထူအပါတော့နှက်ရပါတယ်